ကဲကျွန်တော်မယ်ဆိုရင်နော်ကျွန်တော်ပေးခဲ့တဲ့ပွဲတော့ကရှုပေးထားတယ်ပြပေးထားတဲ့နေ့တိုင်းပဲကျွန်တော်အခုဒီဗီဒီယိုလေးမှာလည်းတပတ်တာကျွန်တော်စာပြီးဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ပြန်ပြီးပြပေးမယ်ပြီးခဲ့တဲ့ပွဲတော့ကကျွန်တော်မယ်ဆိုရင်အားလုံးသိမှာပါကျွန်တော်ပတ်တီ3ဖြစ်ပါတယ်နေ့ရက်တွင်ကျွန်တော်၄ခုပတ်တီချပေးထားခဲ့တယ်ပေါ့နော်2363ဒါအားလုံးမှာကျွန်တော်တို့ပြီးခဲ့တယ်ကျွန်တော်ဒီကျန်တာတွေတောက်ကြမှာအပိုင်းဆိုပြီးကျွန်တော်ပတ်တီတစ်လုံးကိုမထုတ်တော့ဘူးအခွေတစ်ခုကျွန်တော်ပေးခဲ့ပါတယ်6.89ဆိုတဲ့ခွေအပူးပါခွေလေးကျွန်တော်ပေးခဲ့တဲ့အချိန်မှာ89ဆိုတဲ့ခဏနဲ့မိတ်ဆွေတွေရခဲ့မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ပြီးခဲ့တဲ့ပွဲမှာတော့ကျွန်တော်ဒီ9ချိန်အောင်ထားပါတယ်နော်9ချိန်ကျွန်တော်တို့ရယူပေးထားခဲ့တယ်အခုဒီတပတ်တော့လာပြီပေါ့နော်ဒီတပတ်အခုလာပြီပြည့်ရလည်းမရှိတာဖြစ်တဲ့တော့ကျွန်တော်ဒီဗိုလ်တွင်းကြလာမယ်ပတ်တီနဲ့ဗိုလ်တွင်းကြလာမယ်တစုံရယ်ဗိုလ်တွင်းကြလာမယ်အခွေတွေကိုကျွန်တော်ဒါပြောသွားပေးမှာဖြစ်တယ်ဒီဗီဒီယိုမှာစာဆုံးလေးကြည့်ပေးပါမိတ်ဆွေတို့ရဲ့ဒါငွေနဲ့မိတ်ဆွေတို့ကစားတာဖြစ်တဲ့အတွက်တလုံးဆိုရင်ပတ်တီတစ်လုံးမှထိထိမိမိလိုက်ပါတစုံကစားမယ်အရာကြရင်တော့တစုံကျွန်တော်ကိုကစားပေးပါเนาะဒါမှထိထိမိပေါက်ပါမယ်မြက်ပြီဆိုလို့ရှိရင်တော့အမြက်နဲ့ပဲနိုင်ပိုင်းပြီးတော့ကျွန်တော်တို့နားပါเนาะဒါကဒူးဒီဆိုတာကအမြဲရှိနေမှာဖြစ်တဲ့အတွက်လောဘကြည့်ပြီးတော့ကြာတာလေးတောက်ကြအထီကိုအဲ့လိုလိုက်တာမျိုးတွေမလုပ်ပါနဲ့ကြွေးကြာတာလေးတောက်ကြလေးရှုံးများသွားတယ်ပတ်တီးတွေကလည်းတခြားဆရာပတ်တီးတွေနဲ့တခြားကဏ္ဍတွေနဲ့မလို့မထွက်ခဲ့တဲ့ဟာတွေနဲ့အဲ့လိုဖြစ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်ကိုတိုက်ရိုက်လာပြီးတော့တိုင်ပင်ပြောဆိုလို့ရပါတယ်ကျွန်တော်ဘေးပဲများဆိုပြီးတော့လည်းကျွန်တော်အဲ့လိုမျိုးပြောပြီးတော့တောင်းနေဆရာလည်းမဟုတ်ပါဘူးเนาะကျွန်တော်ရတာကျွန်တော်မြင်တာလေးကိုပဲကျွန်တော်ချပြပေးတာပါကျွန်တော်ဘေးထဲပေးကြတဲ့လူတော်မှမရှိပါဘူးကျွန်တော်လည်းအကောင်းဆုံးတော့ဒါမဲ့ကျွန်တော်ရတာကျွန်တော်မြင်တာကိုအကောင်းဆုံးကျွန်တော်ပြပေးတယ်ကျွန်တော် VMB မှန်ပါလူတွေရှိတယ်ပေါ့နော်ဒီလူတွေရှိတယ်ကျန်တဲ့ဒစိမ့်လူတွေကတော့ဒီလိုပဲပေါ့ဗျာကဲအဲ့တော့ကျွန်တော်ဒီတပတ်တည်းဗုဒ္ဓတွင်ကြာလာမယ်ပတ်တီနဲ့ဗုဒ္ဓတွင်ကြာလာမယ်အပိုင်းကျွန်တော်ဒီနှလုံးဟိုပါပေါ့နော်အဲ့ဒါကိုကျွန်တော်ပြပေးသွားမယ်အခွေကိုလည်းကျွန်တော်ပြောပြသွားမှာဖြစ်တယ်ပေါ့နော်ဗီဒီယိုလေးတော့ဆုံးအောင်လို့ကြည့်ပေးပါကဲပြောပြီနော်ဒီဗုဒ္ဓတွင်ကြာလာမယ်ပတ်တီဒီကျွန်တော်ပြောပြမယ်ကျွန်တော်ပြောမယ်နော်ဗုဒ္ဓတွင်ကြာလာမယ်ကျွန်တော်တို့ရဲ့အပိုင်းပတ်တီတစ်လုံးကတော့မိတ်ဆွေတွေပြီးခဲ့တဲ့ပတ်တုန်းကအတိုင်းပဲ3တလုံးလိုမျိုးပဲကျွန်တော်ကြားလာစီမယ်ပတ်တီတစ်လုံးကိုကျွန်တော်ကိုပြပါဆိုရင်ကျွန်တော်ကတော့ပတ်တီဆိုရင်ကျွန်တော်10တလုံးကိုကျွန်တော်ပေးပါမယ်10တလုံးပါနော်10ပါနော်မိတ်ဆွေတွေနော်ပတ်တီတစ်လုံးပတ်မယ်ဆိုရင်မိတ်ဆွေတွေက10တလုံးပါနှလုံးနိုင်နဲ့နှလုံးပဲပတ်ပါမယ်2ရက်အတွင်းချိန်နေနှလုံးကိုပတ်ပါမယ်ဆိုတော့မိတ်ဆွေတွေတော့ကတော့6နဲ့3ပါနော်အဲ့တော့ကျွန်တော်ပတ်တီတစ်လုံးမနိုင်ပါတယ်တစ်လုံးမပတ်မယ်ဆိုတော့မိတ်ဆွေတွေက10တလုံးကိုပတ်ပြီးတော့နှလုံးပတ်နိုင်တယ်ဆိုတော့မိတ်ဆွေတွေကတော့63ဆိုတဲ့ခဏကို6ရက်3ရက်ကိုကျွန်တော်တို့ပတ်ပြီးရမှာဖြစ်ပါတယ်နောက်ထပ်ကတော့10တလုံးပတ်ခဲ့လို့ပေါက်သွားတယ်ဆိုတော့မိတ်ဆွေတွေက6တလုံးကိုပြန်ပြီးတော့ပတ်လို့လည်းရပါတယ်နော်6ဒီ main ပါနော်3ဒီရံပါအဲ့တော့မိတ်ဆွေများထိထိမိပေါက်ပါစေရပါစေနော်